အားလုံးပဲမင်္ဂလာပါခင်ဗျာအလုပ်တွေကိုပြင်းနေလို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်အချိန်ဆွဲပြီးလုပ်နေလို့လားအလုပ်တစ်ခုကမပြီးနိုင်ပဲခင်းနေတော့မလားဒါဆိုရင်ရောဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ပါခင်ဗျာကျွန်တော်တို့အားလုံးမှာအလုပ်တွေပုံနေပေမဲ့ဘာမှမလုပ်ချင်ပဲဖုန်းကိုပဲထိုင်ပုတ်နေမိတဲ့အချိန်တွေရှိတတ်ပါတယ်ဒါဟာအလိုလိုဖြစ်လာတာမဟုတ်ပဲဦးနောက်ရဲ့ခုခံမှုတစ်ခုပါဒီလိုပဲမကြာခဏဖြစ်နေခြင်းဟာတင်အပြင်းကြီးလို့မဟုတ်ပဲတင်ဦးနောက်ကိုဘလို့ထိန်းချုပ်ရမလဲဆိုတာမသိသေးလို့ပါဒီနေ့မှာတော့အလုတ်ပြီးမြောက်နှောင်းကိုနှစ်ဆက်တတ်စေမဲ့စိတ်ပညာဆိုင်ရာနီလန်း၄ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 5စက္ကန့်စီးမြန်5 second rule ဒီနီလန်းကတော့2009ခုနှစ်တုန်းက Mel Roberts ဟာအလုတ်အကိုင်ငွေကြေးနဲ့မိသားစုရေးရာတွေမှာအစင်မပြေမှုတွေကြုံနေရပြီးမနက်ခင်းအိပ်ရာကထဟိုထီတောင်ခက်ခဲနေခဲ့ပါတယ်။တညမှာ DV ကြည့်နေရင်ဒုံးပြန်လွတ်တင်တဲ့အခါ9 4 3 2 1 lift off လို့count down ရေတွက်တာကိုမြင်ပြီးငါလဲမနှက်ဖြန်ကြရဲ့ဒုံးပြန်လို့ပဲချက်ချင်းထားမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ကနေ့မနက်မှာအချက်ပေးနိုင်မြည်လာတော့သူမဟာအရင်လိုအိတ်ချင်အောင်မဆောင်တော့ပဲ9 4 3 2 1လို့ရေတွက်ပြီးအဲ့ရတဲ့ကနေချက်ချင်းခုံထားလိုက်ပါတယ်အဲ့ဒါနေစားပြီးဒီနီးလန်းဟာလူပေါင်းတန်းကြီးရဲ့ဘွားကိုဖြောင်းလဲပေးခဲ့တဲ့ကမာကျော်နီးလန်းဖြစ်လာခဲ့တာပါကျွန်တော်တို့ဦးနောက်ကအလုပ်တစ်ခုကိုခက်ခဲမယ်လို့ထင်တာနဲ့9စက္ကန့်အတွင်းမှာအကြောင်းပြချက်တွေရှာပြီးကျွန်တော်တို့ကိုတားဆီးတတ်ပါတယ်အဲ့ဒီ9စက္ကန့်မပြည့်ခင်ပါပဲ9 4 3 2 1လို့နောက်ပြန်ရေတွက်ပြီးချက်ချင်းထားလောက်လိုက်ပါဒါဟာဦးနောက်ကိုတွေးဖို့အချိန်မပေးပဲအလုတ်သေးကိုတိုက်ရိုက်ရောက်သွားစေမယ်နီလမ်းပဲဖြစ်ပါတယ်နံပါတ်2 Pomodoro နီးစနစ်ဒီ Pomodoro နီးစနစ်ကိုတော့အီတလီလူမျိုး Francesco Cirillo ကအတင်တီးထွင်ခဲ့တာပါသူကခရမ်းချင်သူပုံစံအချိန်မှတ်နိုင်လေးကိုသုံးပြီးအလုတ်လုတ်ချိန်နဲ့အနားယူချိန်ကိုခွဲခြားခဲ့လို့ဒီနီလမ်းကိုခရမ်းချင်သူလို့အဓိပ္ပာယ်ရတဲ့ Pomodoro လို့အမည်ပေးခဲ့တာဖြစ်ပါတယ်အလုပ်တွေကိုအကြာကြီးတစ်ဆက်တည်းလုပ်ရမယ်လို့တွေးရင်ဦးနောက်ကပင်ပန်းသွားတာပါတယ်။ဒါကြောင့်25မိနစ်ပဲအလုပ်ကိုအာရုံစိုက်ပါ။ပြီးရင်5မိနစ်အနားယူပါ။ဒီလို၄ချိန်လုပ်ပြီးရင်တော့မိနစ်20လောက်ခက်ကြကြအနားယူပေးပါ။ဒီနည်းလမ်းပါတင့်ကိုမပင်ပန်းစေပဲအလုပ်တွေကိုအမြန်ပြီးမြောက်စေမှာပဲဖြစ်ပါတယ်။နံပါတ်3 2မိနစ်စီးမြန်ဒီ2မိနစ်စီးမြန်ကိုတော့နာမည်ကြီးစာရေးဆရာ David Allen ကစတင်မိတ်ဆက်ခဲ့တာပါ။သူ့ရဲ့အယူအဆကတော့ရှင်းပါတယ်အလုပ်တစ်ခုက2မိနစ်ပဲကြာမယ်ဆိုရင်နောက်မှလုပ်မယ်လို့မတွေးပဲအခုချက်ချင်းလုပ်ပြလိုက်ပါဒါဟာအလုပ်တွေကိုအချိန်ဆွဲတက်တဲ့အကျင့်ကိုပျောက်ကွယ်စေမဲ့အကောင်းဆုံးစတင်ခြင်းနည်းလမ်းပဲဖြစ်ပါတယ်တင်လုပ်ရမယ့်အလုပ်တစ်ခုက2မိနစ်ထဲမပိုကြဘူးဆိုရင်စဉ်းစားမနေပါနဲ့အခုချက်ချင်းလုပ်လိုက်ပါဥပမာ email ပြန်တာဒါမှမဟုတ်စပွဲရှင်းလာမျိုးပါအသီးအဖွဲလေးတွေကိုအခုချက်ချင်းရှင်းထုတ်လိုက်တာကတင်းစိတ်ကိုပေါ့ပါစေပြီးကြီးမားတဲ့အလုပ်တွေကိုလောက်ကင်နိုင်ဖို့အတွက်ခွန်အားဖက်စေပါတယ်။စာအုပ်ကိုတအုပ်လုံးဖတ်မယ်လို့မတွေးပဲစတမက်နာပဲဖတ်မယ်။2မိနစ်ပဲကြာမယ်လို့တွေးပြီးစလိုက်ပါ။မိနစ်30လေ့ကျင့်ခန်းလုပ်မယ်လို့တွေးထားမယ်အစားဖက်နှစ်စီးပြီးလမ်းတဲ့အထိလမ်းလျှောက်မယ်လို့တွေးပြီးကျွန်တော်တို့ရဲ့အလေ့အကျင့်တွေကိုစတင်လိုက်ပါ။အလုပ်တစ်ခုကိုစတင်ဖို့ကအခက်ဆုံးဖြစ်လို့စတင်တဲ့အဆင့်ကို2မိနစ်ပဲကြာအောင်လုပ်လိုက်ခြင်းဟာအလုပ်ပြီးမြောက်ဖို့80%တေချာသွားစေပါတယ်။နံပါတ်4အခက်အခဲဆုံးအရာနဲ့စပါဒီနီလန်းကိုတော့ကဘာကျော်စိတ်ပညာရှင် Brian Tracy ကစတင်မိတ်ဆက်ထဲတာပါသူကစာရေးဆရာကြီး Mark Twain ရဲ့အဆိုအမိန့်တစ်ခုကိုအခြေခံပြီး Eat That Frog ဖားကြီးကိုအရင်စားလို့နီလန်းကိုတီးထွင်ခဲ့တာပါအတိတ်ဘေကတော့တနေ့ရာရဲ့အခက်ခဲဆုံးအလုပ်ကိုအရင်ဆုံးပြီးအောင်လုပ်ဖို့ပဲဖြစ်ပါတယ်တင်လုပ်ဖို့အပြင်းဆုံးနဲ့အခက်ခဲဆုံးအလုပ်ကိုမနှက်ခဲမှတဲ့အရင်ဆုံးပြီးအောင်လုပ်လိုက်ပါအကြီးဆုံးအခက်ခဲကိုကြော်ပြားသွားပြီးတဲ့အခါကြံတဲ့တနေ့တာလုံးဟာတင့်တဲ့တော့အရန်ကိုလွဲကူပေါ့ပါသွားပါလိမ့်မယ်အလုပ်တွေကိုအောင်မြင်အောင်လုပ်နိုင်ဖို့ဆိုတာအရန်ကိုးစားနေဖို့ထက်စနစ်တကျလုပ်တတ်ဖို့ကပိုအရေးကြီးပါတယ်ဒီနီလန်း၄ခုကိုပေါင်းတင်အားထူကြည့်မယ်ဆိုရင်တင်းဟာအရင်ကထက်အလုပ်တွေပိုပြီးမြောက်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးခဲ့တဲ့နီလန်း၄ခုတွေကတင်တဲ့အကိုအညီဆုံးဖြစ်မဲ့နီလန်းကို comment မှာရေးပေးခဲ့ပါအောင်ဒီလိုဘဟုတုတာတွေအမြဲကြည့်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်